ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့တွင်မြို့နယ်ပညာရေးမှူးဖလားကျောင်းပေါင်းစုံပြေးခုံပြေးအားကစားပြိုင်ပွဲကိုယမန်နေ့နနက်၈ နာရီအချိန်ကမူဆယ်မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်းသိရပါတယ်။အဆိုပါပြိုင်ပွဲတွင်မူဆယ်မြို့နယ်ပညာရေးမှူးဒေါ်ချိုကအမှာစကားပြောကြားခဲ့ပြီးအားကစားနည်းပြမှပြိုင်ပွဲများအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍အားကစားပြိုင်ပွဲများကိုရှင်ပြိုင်ကြရာကျားမမီတာ100အပြေးပြိုင်ပွဲကျားမမီတာ200အပြေးပြိုင်ပွဲမမီတာ400အပြေးပြိုင်ပွဲကျားမီတာ800အပြေးပြိုင်ပွဲကျားမလက်ဆင့်ကမ်းအပြေးပြိုင်ပွဲကျားမတန်လုံးပစ်ပြိုင်ပွဲကျားမတန်ပြားပစ်ပြိုင်ပွဲကျားမလှန်တံပစ်ပြိုင်ပွဲကျားမအလျားခုံပြိုင်ပွဲများကိုကျင်းပရာမူဆယ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှကျောင်းသားကျောင်းသူ350ဦးကျော်ကပါဝင်ရှင်ပြိုင်ကြပါတယ်။ပြိုင်ပွဲပြီးတွင်စုချင်းမြင့်ပွဲကိုဆက်လက်ကျင်းပရာပြိုင်ပွဲများတွင်တဦးချင်းပထမဆုဒုတိယဆုတတိယဆုတခွန်ဆိုင်တိုင်းဒုတိယဆုနှင့်တခွန်ဆိုင်တိုင်းတတိယဆုရရှိကြသည့်ကျောင်းသားကျောင်းသူများအားတာဝန်ရှိသူအသီးသီးမှဆုများကိုချီးမြှင့်ခဲ့ပြီးတခွန်ဆိုင်တိုင်းပထမဆုရရှိသည့် ICTC ကိုယ်ပိုင်ကျောင်းအားဒိုင်းဆုနှင့်တကွငွေသားဆုကိုမြို့နယ်ပညာရေးမှူးကချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမူဆယ်ခရိုင်ရုံးကပေးပို့တာဖြစ်ပါတယ်ရှင်။